တော်အောင်မယ်နေ့ဖွဲ့ဝင်များမှအဲ့ဒီပူဇော်ပေးပါရဝေဒနာပါကြားပါရဲ့ရှင်ဖျားတတိတော်သူတည်စွာလျှောက်ထားပါတယ်ဖျားအရှင်ဖျားဤကပိယထံဝေချက်တန်သောအလှဝတ္ထုကိုအနံပါ၏အရှင်ဖျားအလိုရှိသည့်အခါကပိယထံမှအဆက်သောအလှဝတ္ထုကိုအလှခံ၍သုံးဆွဲတော်မူပါဖျားလုံခြုံရာရက်ကိုလည်းညွှန်ပြပေးတော်မူပါဖျားသာဓုသာဓု